အညာဟာအညာခံနေရတယ်အညာသားကွာဗလရောရှိတယ်ဇရောရှိတယ်တဲ့လက်နက်ကောင်းကောင်းမရှိတာကိုကြားဘသူမှမမြင်ကြဘူးအညာဟာအညာခံနေရတယ်စစ်ခွေးတင်းချိုင်းစကိုင်းတိုင်းနဲ့အညာကလူမသိသူမသိကြာဆုံးရဲဘော်တွေရဲ့အလောင်းတွေကိုရောဘယ်တင်းချိုင်းမှာတွားထားမလဲအညာဟာအညာခံနေရတယ်အညာမြေကိုလာလဲခြင်းပါရဲ့ထမင်ထန်းတော်တွေနဲ့လွမ်းမောစရာအပြည့်အညာသူအညာသားရိုးသားဖော်ရွေကြရဲဆိုလားခုများတစ်ခေါက်လောက်လာလဲကြာစမ်းပါဗျာပြပုံပြတော်တွေနဲ့လွမ်းပြီးရင်မောစီရမယ်အညာသူအညာသားစစ်ဘေးဒုက္ခတွေမှုလားအညာဟာအညာခံနေရတယ်ဝိကျေတန်းကြီးဆူတောင်းပေးတဲ့ဗဇက်တွေဟာတနာစရာဝိကျေတန်းကြီးဆိုရှယ်မီဒီယာပေါ်ကဆက်ယူရက်တွေဟာတနာစရာအတန်တိတ်ကြတဲ့မျက်ရည်တွေနဲ့အညာလက်ပံတွေရဲရဲနှီးခဲ့တယ်အညာဟာအညာခံနေရတယ်အညာမှာနိုင်ငံရေးစကားဝိုင်းကပညာတတ်အကျော်မော်တွေတိတ်မရှိဘူးအညာမှာလက်လုတ်ခါချိုးနဲ့လူမိုက်နှင်းတော်တူကပြရသူတွေဒါပေါ်များတယ်အညာမှာဂန်းအလှပြမဲ့ဆယ်လီတွေတိတ်မရှိဘူးအညာမှာအာကစားဘောင်းမီနဲ့မိုင်းဆွဲထွက်မဲ့လူရိုးလူအတွေဒါပေါ်များတယ်လူကြီးမများပြောတဲ့ဘာကြီးအောင်လက်သက်ပုံမြင်တွေနဲ့အညာဟာအညာခံနေရတယ်ကြာတော့လေအညာဟာကိုယ်တန်ရကိုခမားတို့လူမသိတလို့နေတတ်လာပါပြီကြာတော့လေအညာဟာကိုယ်ဒုက္ခကိုခမားတို့လူမဆိုင်တလို့လိလူရှုတတ်လာပါပြီမိလောင်ပြင်မှာဆက်ဖီဆွဲရတဲ့အရာတာကိုနည်းနည်းလောက်မျှဝေခံစားကြည့်ပါလားမိုင်းခွင်းထဲမှာလေညင်းခံရတဲ့အရာတာကိုနည်းနည်းလောက်မျှဝေခံစားကြည့်ပါလားအညာမိသွားတဲ့အညာသားလေးပြဆက်လို့အညာဟာအညာခံနေရတယ်နှင်းရိတ်တွေရွတ်ဆိုသူခတ်နွေ